Hello 여러분 안녕하세요. 디니가အခန်းနံပါတ်48မှာရှိတဲ့ AK နဲ့ 2K လေးကိုဆက်ပြီးတော့ရှင်းပြပြပါမယ်။ကဲနံပါတ်1ကိုကြည့်ရအောင်မိကုန်းမှာဒေါင်းတန်တော့ဝါကွမ်ကေအီနုံကောဆွန်မောရှိမီကအောက်ပါဝါဟာရနဲ့ဆက်နေတဲ့အရာကတော့ဘာဖြစ်ပါသလဲတဲ့။မိပေးတဲ့ဝါဟာရကဒိုလီယိုဟိုဆူနော်ဒိုလီယိုဟိုဆူဆိုတာကဆေးဖြန့်ပိုက်ကိုပြောတာနော်နံပါတ်1ဂျဲလီယိုဆိုတာကပါဝင်ပစ္စည်းနံပါတ်2ဝေါ်လီယိုနော်ဝေါ်လီယိုဆိုတာကအဓိကကုန်ချမ်းနံပါတ်3ခီကဲဆိုတာကဆက်နံပါတ်4ဒိုကူဆိုတာကကရိယာအဲ့တော့စေးဖြန့်ပိုက်ဆိုတဲ့အတွက်ကြောင့်အဖြေကဘာဖြစ်မလဲကရိယာပေါ့နော်အဲ့အတွက်အဖြေနံပါတ်4နံပါတ်2လေးကိုကြည့်အောင်နံပါတ်2မှာကျတော့မေးခွန်းမှာတောင်းကျွန်းမီကျွန်းချင်းပူပူနီမန်နိုမောဂျန်နိုကိုရိုရှိဖြီယိုတဲ့အောက်ပါထဲမှာမြင်ထားတဲ့အစိပ်ပိုင်းကမှန်ကန်တဲ့ဝက်ကြောက်ကိုရွေးချယ်ပါတဲ့နံပါတ်1မှာဖြိုးမြောင်းတဲ့မူကီရူဂျောဆော်ရောဖြိုးမြောင်းတဲ့မျက်နှာပြင်ရဲ့မူကီရူနော်ဆိုထိုင်းချင်းကိုဂျောဆော်ရောကောက်ယူခဲ့တယ်တဲ့အတိတ်ပဲကိုမရှိဘူးနော်မျက်နှာပြင်ရဲ့ဆိုထိုင်းချင်းကိုကောက်ယူခဲ့တယ်ဆိုတော့ဒါအတိတ်ပဲမရှိဘူးလေနော်အဲ့အတွက်တစ်ကမှားတယ်သုံးထားတဲ့ grammar လေးကတော့မှန်တယ်နော်နံပါတ်2ဆုံးကျဲဖြိုးမြောင်းတဲ့နော်ဒီတင်မောကိုတဲ့မျက်နှာပြင်ရဲ့ note ဆိုတာကတန်ကြီးကိုပြောတာနော်တင်မောကိုတဲ့မျက်နှာပြင်ရဲ့တန်ကြီးကိုဂျဲကောဟဲဆော်ရောဖယ်ရှားခဲ့ပါတယ်တဲ့မြေတားထားတော့ကြည့်မယ်ဆိုရင်သုံးထားတဲ့ grammar ကမှန်တယ်စာကြောင်းရဲ့အတိတ်ပဲလေးကလည်းမှန်တယ်ပေါ့နော်အဲ့အတွက်ဖြေကနံပါတ်2လေးပေါ့နံပါတ်3ဆုံးကျဲနေဘူးရဲ့နော်တင်မောကိုတဲ့အတွင်းပိုင်းရဲ့အွန်ဒိုရူအပူချိန်ကိုချော်လီဟဲဆော်ရောစီမံဆောင်ရွက်ခဲ့တယ်နော်တင်မောကိုတဲ့အတွင်းပိုင်းရဲ့အပူချိန်ကိုစီမံဆောင်ရွက်ခဲ့တယ်ဒါလည်းဒီမှာဆိုရင်မြင်ထားတာကိုကြည့်မယ်ဆိုရင်သုံးထားတဲ့ grammar ကမှန်တယ်ဒါပေမဲ့အထိတ်စာကြောင်းရဲ့အဓိပ္ပာယ်ကထောက်တယ်လीနော်နံပါတ်4က onom sayong hal ဒီနေ့အသုံးပြုမဲ့ဒိုလီယိုရူစေတုပ်ပစ္စည်းကိုဂျိုလီဖဲဆော်ရောတဲ့တက်ဆင်ခဲ့တယ်တဲ့စေတုပ်ပစ္စည်းကိုတက်ဆင်ခဲ့တယ်ဆိုတော့အဓိပ္ပာယ်မရှိဘူးနော်သုံးထားတဲ့ grammar ကတော့မှန်တယ်အဲ့အတွက်နံပါတ်4ကမှားတယ်အဲ့အတွက်1နဲ့3လေးမှာအဖြေမှန်ကနံပါတ်2ပေါ့နော်နံပါတ်3မှာဘင်းခန်းနဲ့ဒရောကကာချန်အာမဂျွန်ကောဆိုကိုရိုရှိဖြီယိုကွက်လက်မှာဝင်သွားမယ်မှန်ကန်တဲ့အရာကိုရွေးချယ်ပါတဲ့ဒိုဂျမ်ဂျာကောဘူဟာတေနိုနော်ဒီစေးတုပ်တဲ့အလုပ်ကိုလုပ်တဲ့အခါမှာကတော့ဂျာကော့ဂျန်ကိုဟွမ်ကီရှိကျော်ရဟာမီတာလုပ်ငန်းခွင်ကိုလေဝင်လေထွက်ပေးရပါမယ်တဲ့ဂရက်ဆောအဲ့ဒါကြောင့်ဒိုဂျမ်ဂျာကောဘူဟာကီဂျွန်နဲ့နော်ဒီစေးတုပ်တဲ့အလုပ်ကိုမလုပ်ခင်မှာကွက်လက်ကိုရောရဲဟာမီတာဖွင့်ရပါမယ်တဲ့နံပါတ်1ချမ်မွန်ပြတင်းပေါက်နံပါတ်2ဂျိုဂျာပီဂျိုနံပါတ်3ဆုံဖုံကီဆိုတာလေမှုတ်ဆက်နံပါတ်4စာတာရီဆိုတာကဒီလေကားရှိပေါ့နော်အဲ့တော့ဖြေရပါဖြစ်သွားမလဲဆိုတော့စေးတုပ်တဲ့အလုပ်ကိုလုပ်တဲ့အခါမှာကတော့လုပ်ငန်းခွင်ကိုနော်လေဝင်လေထွက်ပေးရမယ်အဲ့ဒါကြောင့်နော်ဒီစေးတုပ်တဲ့အလုပ်ကိုမလုပ်ခင်မှာကွက်လက်ကိုဖွင့်ရမယ်ဆိုတော့ဘာဖွင့်ရမလဲလေဝင်လေထွက်ပေးရမယ်ဆိုတော့သတင်းပေါက်ကိုဖွင့်ပါပေါ့နော်ချမ်းမွန်ပေါ့နော်ချမ်းမွန်ရော်ရဲဟာချမ်းမွန်တို့ရော်ရဲဟာမိတာပေါ့နော်အဲ့တော့အဖြေနံပါတ်1ပေါ့နံပါတ်4တောင်းမမောဆဲတေဟမ်စောမြောင်ဤမိကအောက်ပါကတော့ဘာနဲ့ပတ်သက်တော့ရှင်းပြချက်ဖြစ်တယ်လေတဲ့ aeoliso spray cornero တဲ့နော် aeoliso ဆိုတာလေဖီယာမဲ့ spray cornero spray ကန်ဖြင့်နော် paint through နော်တုပ်ဆေးကိုဘွန်စာဟန်ဟူနော်ဖြန်းပြီးတဲ့နောက်နော်တုပ်ဆေးကိုဖြန်းပြီးတဲ့နောက်တဲ့ဘူစရိုစုတ်တန်ဖြင့် paint through ချီလိုစေးတုပ်တာကိုမာမိုရီဟာမီတာမာမိုရီဟာတာဆိုရင်တော့အဆုံးသတ်တာနော်မာမိုရီဟာမီတာအဆုံးသတ်ပါတယ်တဲ့နော်လေဖီယာမဲစပရီကန်နဲ့နော်ဒီစေးတုပ်တာကိုဖြန်းပြီးတဲ့နောက်မှာတုပ်ဆေးကိုဖြန်းပြီးတဲ့နောက်မှာဒီစုတ်တန်ဖြင့်တုပ်ဆေးကိုအပြည့်တက်တာအဆုံးပေါ့အပြည့်တက်တာပေါ့နော်စေးတုပ်တာကိုအပြည့်တက်တာအဲ့တော့နံပါတ်1ဖိုးချမ်းကြာကော့ထုတ်ပိုးတဲ့အလုပ်နံပါတ်2ဒိုချမ်းကြာကော့စေးတုပ်တဲ့အလုပ်နံပါတ်3ယွန်မာဂျာကော့ဆိုတာကဒီကော့ဘတ်စားတဲ့အလုပ်เนาะနံပါတ်4ဂျဲတမ်ဂျာကော့ဖြတ်ထောက်တဲ့အလုပ်เนาะတိုင်းတာဖြတ်ထောက်တဲ့အလုပ်အဲ့တော့ဖြေရပါဖြစ်နေသူပြောတာကเนาะလေဖီယာမဲ့စပရီကန်ဖြင့်တဲ့တုပ်ဆေးကိုဖြန်းပြီးတဲ့နောက်ပေါ့เนาะစုတ်တန်ဖြင့်ဒီဆေးတုပ်တာကိုအဆုံးသတ်တယ်ပြီးတတ်တယ်ပေါ့เนาะအဲ့တော့ဘာဖြစ်မလဲဘာလုပ်ဖြစ်မလဲဒိုချမ်းဂျာကော့ပေါ့เนาะဆေးတုပ်တဲ့အလုပ်ပေါ့เนาะဒီမှာဒီမေးတဲ့မေးခွန်းမှာလည်းပါနေရပဲเนาะကဲနံပါတ်5ကိုဆက်ကြည့်အောင်တောင်းကိုရိုကိုနေုံကကာဆောင်ကောဆိုကိုရိုရှိပြီးအောက်ပါစာပိုက်ကိုဖတ်ပြီးတော့အကြောင်းအရာနဲ့တူတဲ့အရာကိုရွေးချယ်ပါတဲ့စာပိုက်လေးရှင်းပြပေးမယ်
한국은 코리아가로 세계적으로 득발론 내편 경제력 인어 너 신비한 전 시대 조선어 국가로 데모디사의 롱안နိုင်ငံ내편 대형 선발자가 유해사지마의 데모 미네 투수 선발자가 아투 데모 건조에서 살로이마 높은မြန်မာ기술력고 니변냐고 갑주고 있습니다. 반사인 하바레 토기 아투더핀 너 갑수 온반상 소라가 디 갓테레 디 데모리 뭐너 유조상 소가 시테레 데모리 컨테이너 상소 컨테이너 테레 데모리 보내야에서 네베마 감정모 보입니다. 아다자고 미야바레 최공 라들로마 경기 시바이 침제로 너 시바이 자세무အနေဖြင့် 어려움ခက်ခဲမှုတွေကို겪고 있지만 ကြုံတွေ့နေရပေမဲ့တဲ့ 기술 혁신과 너 니변야 산뜻ဖြစ်မှုတွေနဲ့ 구조 개선 후 구조자가 ဖွဲ့စည်းပုံ 개선자가 တိုးတက်မှု ဖွဲ့စည်းပုံ တိုးတက်မှု 개선 후 통해ဆိုတော့ ဖွဲ့စည်းပုံ တိုးတက်မှုကနေတဆင့် 경쟁력고 너 신ပြိုင်နိုင်စွမ်းကို 강화하고 있습니다. 강화하다 ဆိုရင်သူကဒီပိုကောင်းလောက်လုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့ဒီမှာဖွဲ့စည်းပုံတိုးတက်မှုကနေတဆင့်ဟုတ်တယ်နော်ဖွဲ့စည်းပုံတိုးတက်မှုကနေတဆင့်ရှင်ပြိုင်နိုင်စွမ်းကိုအားကောင်းလောက်အောင်လုံဆောင်နေတယ်ပေါ့နော်အဲ့တော့စာပိုင်လေးကိုရှင်းမယ်နော်အဲ့တော့1နဲ့3လေးကို comment လေးမှာဖြည့်ကြည့်ခဲ့ပြီနော်ကဲအဲ့ဆိုကျွန်တော်တူကီလေးဆက်ကြည့်အောင်တူကီနံပါတ်1မှာ다음은 두고 드론 내용과 관계 인원 그룹은 고르십시오. 아웃바고 나타비로 나타내 정연의 세선일의 역봉고 유의체바래. 너한테 맞이야 밀클리아 인사표래. 로프가 조가 어디에 있어요? 베네야 마실래? 너? 거짓말이 봐. 너? 조가 베네야 마실래? 안에 여자리에 변표래. 사다리 옆에서 리가시에 비마 있어요. 시바래. 너? 리가시에 비마 시바래서 뜬네 동리마 လေကားရဲ့ဘေးမှာဆိုတော့နံပါတ်2လို့ပြောရမှာပေါ့နော်။ကဲနံပါတ်2မှာဆိုရင်ဒါမွန်သူကိုမရုံမယာမကျွန်းဒေတာဖို့ကိုလိုရှိဖြစ်အောက်ပါကနားထောင်ပြီးတော့မိကုန်းမှာမှန်ကန်တဲ့အဖြေကိုရွေးချယ်ပါတဲ့။နံပါတ်2မှာကျတော့ယောက်ျားလေးကပြောတယ်။ BK စောချီကြကောပုံ BK ဆိုတာကညံကိုပြောတာနော် BK စောချီကြကောပုံဆိုတာကညံတက်စင်တဲ့အလုပ်ကတော့ omje ဘယ်အချိန်ရှိချက်ခဲ့ရောစတင်ပါလေတဲ့။နော်ညံတက်စင်တဲ့အလုပ်ကတော့ဘယ်အချိန်တက်စပြီးတော့တက်စင်ပါလေပေါ့နော်။အဲ့တော့နံပါတ်1ကခါလိုရှိဟာကိုဟာလကွဲရောခါလိုနဲ့ဒီလောက်ပါမယ်ပေါ့နံပါတ်2နေမနက်ဖြန်အိုကျွန်းပူထောမနက်ကနေစပြီးတော့ဟာလကွဲရောလောက်ပါမယ်တဲ့နော်မနက်ဖြန်မနက်ကနေစပြီးတော့လောက်ပါမယ်နံပါတ်3အန်းချောင်းနန်းကမ်းတို့အန်းချောင်းနန်းကမ်းဆိုလုံခြုံရေးလက်တန်းကိုပြောတာနော်လုံခြုံရေးလက်တန်းလေပေါ့နော်စောချီဟာလကွဲရောတက်ဆင်ပါမယ်နံပါတ်4ကအိုနုံဒီနေ့နေရှိကန်နော်နေရှိကန်ကျောင်းတို့စာ4နိုင်ခန့်လောက်နော်ဒီမှာနေရှိကန်းဆိုတာကြာချိန်ကိုပြောတာနော်4နိုင်ခန့်ကြာချိန်လောက်ဟယ်ကိုရောလောက်ပါမယ်တဲ့အဲ့တော့ဖေကဘာပြောသွားမလဲသူကမေးတာက BK software ကြာကောပုံ omje ရှိချက်ခဲ့ရောနော်ညံတက်စင်တဲ့လောက်ကတော့ဘယ်ချိန်စတင်ပါလဲလို့မေးရဘယ်လိုပြန်ပြောမလဲနေဤအိုချုံဘူသောဟယ်ကိုရောပေါ့နော်မနက်ဖြန်မနက်ကနေစပြီးတော့လောက်ပါမယ်ပေါ့နော်နေဤအိုချုံဘူသောဟယ်ကိုရောအတွက်ဖြေနံပါတ်1ပေါ့နော်ကဲနံပါတ်3မှာဆိုရင်သူစားရမမောဆဲတဲ့ဟဲမာရာကူအစ်မီကလူနှစ်ယောက်ကတော့ဗာနဲ့ပတ်သက်ပြီးတော့စကားပြောနေလေတဲ့နံပါတ်3မှာကြည့်အောင်နံပါတ်3မှာယောက်ျားလေးကရင်စာပြောတယ်ကာလ်ဖန်ဂျာဂောဘူနော်ဒီအောက်ခံကာလ်ဖန်ဆိုတာကဒီအောက်ခံပြပေါ့နော်အောက်ခံခင်းပြကိုပြောတာနော်အောက်ခံခင်းပြဂျာဂောဘူအလုပ်ကိုမိုးသူအားလုံးခုနဲ့နွန်တဲ့ပြီးသွားပါပြီမီပက်ချင်းချောမိုးတို့နော်ဒီအောက်ခံတန်းတဲ့ပစ္စည်းကိုစောချီဟာကာရောတက်ဆင်ရမလားအဲ့နဲ့ယောက်ျားလေးကနေဂရော့ရှိတာအဲ့ဒီလောက်ကြည့်အောင်အဲ့လိုလောက်အောင်ပေါ့နော်မိဘချင်းချောမိုးကြကောဟူရဲ့တဲ့ဒီအောက်ခံတန်းတဲ့ပစ္စည်းအလုပ်လုပ်ပြီးတဲ့နောက်ပေါ့နော်လုပ်ပြီးတဲ့နောက်မှာ BK ကီ3ကို BK ကီ3ဆိုတာကညံထိုင်တိုင်ပြောတာနော်ညံထိုင်တိုင်ကိုဆဲဝေါ်ကျူဆဲရောနော်ဒီပေါ့တက်ဆင်ပေးပါတိဆောက်ပေးပါနော်တူတူပဲအဲ့တော့ပြန်ပြောပြမယ်ယောက်ျားလေးရရင်စာပြောတယ်နော်ဒီအောက်ခံခင်းပြအလုပ်ကိုအကုန်လုံးလုပ်ခဲ့ပြီးပြီနော်ဒီအောက်ခံတန်တဲ့ပစ္စည်းကိုတက်ဆင်ရမလားအဲ့နဲ့မိန်းကလေးကဟုတ်ကဲ့နော်အဲ့လိုလုပ်ရအောင်ပေါ့ပြီးရင်အောက်ခံတန်တဲ့ပစ္စည်းကိုတက်ဆင်ပြီးတဲ့ဒီအလုပ်ပြီးတဲ့နောက်ပါပေါ့နော်အောက်ခံတန်တဲ့ပစ္စည်းအလုပ်ပြီးတဲ့နောက်မှာဒီညံထိုင်တိုင်ကိုတိဆောက်ပေးပါတက်ဆင်ပေးပါရမယ်နော်အဲ့တော့သူတို့เนี่ยဘာကြောင့်လဲပြောကြလဲနံပါတ်1ဂျာကော့ထဲတို့တဲ့အလုတ်သဘောထားဟ
ဟုတ်လားမဟုတ်လေနော်တစ်ကမှားတယ်နံပါတ်2ဂျာကော့ချမ်ဆိုအလုပ်နေရအကြောင်းပြောတာလားမဟုတ်ဘူးနော်နှစ်ကမှားတယ်နံပါတ်3ဂျာကော့စုကြည်အလုပ်စီကံအကြောင်းပြောနေရလားမဟုတ်ဘူးနော်နံပါတ်4ဂျာကော့ဆွမ်ဆောအလုပ်လုပ်ငန်းစဉ်အကြောင်းပြောနေရလားဟုတ်တယ်လေနော်နံပါတ်4ဂျာကော့ဆွမ်ဆောပေါ့အလုပ်လုပ်ငန်းစဉ်အကြောင်းပြောတာနော်နံပါတ်4မှာဆိုရင်တောင်းမွန်သူကိုအယောချင်းတို့မှာလို့ကာချန်အားမကျွန်းကောဆိုကိုရိုရှိဖြူအောက်ပါကိုနားထောင်ပြီးတော့ဆက်ဆက်နေတဲ့စကားအနေဖြင့်မှန်ကန်ဆုံးသောအရာကိုရွေးချယ်ပါတဲ့နံပါတ်4မှာဆိုရင် main ကလေးရပြောတယ်ခါလို့ရှိခါလို့ဒိုချမ်ဂျာကော့ဂျုံငယ်နော်နော်ဒီစေးတုတ်တဲ့လုံနေစဉ်မှာကတော့ maps ခုတို့ maps ကိုကုတ်တေချာပေါက်ချက်ကျောင်းဟာရှိရက်ကျောင်းဟာစေကိုဝစ်စင်ပါတက်စင်ပါပေါ့နော်ဒီစေးတုတ်တဲ့လုံကိုလုံနေစဉ် maps ကိုတေချာပေါက်တက်စင်ပါတဲ့အဲ့တော့ဘယ်လိုပြန်ပြောမလဲနံပါတ်1မှာ maps ခုတို့ဂျွန်ပီဟက်ဂျွန်မွန်ဟက်စမီတာ maps ကို order မှာခဲ့တယ်တဲ့နံပါတ်2 maps ခုနော် maps ကတော့ဂျာကော့တဲရောဖဲလုပ်ငန်းသုံးခုံပေါ့နော်ဘေးမှာ ismida ရှိပါတယ်နံပါတ်3ဂျီကွန်ဘာရို maps ခုတို့စုကက်စမီတာအခုချက်ချင်း maps ကိုတက်ပါမယ်နံပါတ်4ဂျော်ကီ maps ခုတို့ဂျော်ကီစွာကဟိုမှာပေါ့နော် maps ခုတို့ maps ကိုစွန်စွာကတက်တဲ့စားရမီလူကခါလို့ရှိမတာခါလို့ဖြစ်ပါတယ်တဲ့ဟိုကပေါ့နော်ဒီ maps ကိုတက်တဲ့လူကခါလို့ဖြစ်ပါတယ်တဲ့အဲ့တော့ဖြေရပါဖြစ်သွားမလဲသူကပြောတာကမိန်းကလေးကပြောတာကခါလို့နော်စေးတုတ်တဲ့လှုပ်လုံးနေစဉ်မှာ maps ကိုတေချာပေါက်တက်ပါအဲ့လိုပြောတာအဲ့တော့ဒီဘက်တစ်ဖက်ကလူကဘယ်လိုပြန်ပြောမလဲနံပါတ်3လေးပြောရမှာပေါ့နော်ဂျီကွန်ဘာတို့ maps ခိုရိုစုကက်စမီတာနော်အခုချက်ချင်း maps ကိုတက်ပါမယ်နော် maps ကိုတက်ပါမယ်ဒီမှာတော့စုကက်စမီတာဆို maps ကိုသုံးပါမယ်ပေါ့နော်အဲ့တော့ဖြေနံပါတ်3ပေါ့နော်ကဲနံပါတ်5မှာဆိုရင်โอนมจาก็พัลဒီနေ့အလုပ်လုပ်မဲ့ဂျမ်ဆိုကနေရာကဘာကွန်အီယိုနိုပြောင်းရတဲ့အကြောင်းရင်းကတော့မောရှိမီကဘာဖြစ်ပါသလဲတဲ့နော်ကြည့်အောင်နံပါတ်5မှာဆိုရင်ယောက်ျားလေးရရင်စာပြောတယ်โอนมจาก็พัลကိုစုံဒီနေ့အလုပ်လုပ်မဲ့နေရာကတော့ကဖန်နီဂျီယောနော်တင်မောကုန်းပတ်လားပါဠိကာဆောမြန်သွားပြီးဒိုချမ်จาก็ဘူးစေတုတ်တဲ့အလုပ်ကိုမာချီကက်စမီတာနော်အပြည့်တက်ပါမယ်အဲ့ဒါမင်းကလေးကအားတဲ့ဟိုနုံဒီနေ့ကတော့ရှင်းနေကြကောပူသောရှင်းနေဆိုဒီအခန်းတွင်းပိုင်းပေါ့နော်အတွင်းပိုင်းအလုတ်ကစပြီးတော့မွန်ကျော်ဟာဖြီတာစလုပ်ရအောင်နော်အရင်လုပ်ကြအောင်အဲ့ဒါကြားလေးကဂျာကောဂေဝက်ဆော်ရူအလုတ်အစီအစဉ်စာရွက်ကိုပုံမြင်ကြည့်ရင်ဦးနရုံဒီနေ့ကတော့ကဖမ်တိုချမ်ဂျာကောဘူလ်တင်မောကုန်းပတ်စေတုတ်တဲ့အလုပ်ကိုဟဲရသွင်းနှုံးတယ်ရောလုပ်ရမယ်လေအဲ့နဲ့မင်းကလေးကအိုနုံဘာရမီနော်မူမာနီပူတော်စောဒီနေ့လေကအရန်ပေါ့နော်အများကြီးတိုက်လို့ရာဝဲကြကောဘူးနော်အပြင်အလုပ်ကတော့အော်ရီယွန်ကောကထာရောခက်ခဲမဲ့တင်တယ်တဲ့ရမလား sorry ပြန်ပြောပြပေးမယ်နော်ယောက်ျားလေးရရင်စာပြောတယ်ဒီနေ့အလုပ်လုပ်မဲ့နေရာကတော့တင်မောကုန်းပတ်လားအမြန်သွားပြီးတော့ဒီစိတ်တုတ်တဲ့လုပ်ကိုအပြည့်တက်ပါမယ်အဲ့နဲ့ main ကလေးကအားတဲ့ဟိုနော်ဒီနေ့ကတော့ပေါ့နော်ဒီအခန်းတွင်းပေါ့နော်ဒီအတွင်းပိုင်းပေါ့အတွင်းပိုင်းအလုပ်ကနေစားပြီးတော့အရင်လုပ်ရအောင်နော်အဲ့နဲ့ကြားလေးကဒီအလုပ်အစီအစဉ်ဆောင်ရွက်မှုကြည့်ရင်တဲ့ဒီနေ့ကတော့ပေါ့နော်တင်မောကုန်းဘက်စေးတုတ်တဲ့လုပ်လုပ်ရမှာလေအဲ့နဲ့ main ကလေးကဟိုနော်ဒီနေ့ကဘာရမီနော်မူမာနီပူတော့ဆိုနော်လေကအရန်အရန်အများကြီးတိုက်လို့ပေါ့နော်ဒီအပြင်အလုပ်ကတော့အော်ရီယွန်ကော့ကထားရောခက်ခဲမဲ့တင်တယ်အပြင်လုပ်ဆိုတာဒီတင်မောကုန်းဘက်အလုပ်ကိုပြောချင်တာပေါ့နော်အပြင်ဘက်မှာရှိတဲ့လုပ်ဆိုတော့နော်ရမယ်နော်အဲ့ဆိုရင်တိုက်ကြည့်အောင်သူကမေးတာကဒီနေ့အလုပ်လုပ်မဲ့နေရာကနော်ပြောင်းလဲရတဲ့အကြောင်းရင်းကိုမေးတာနော်နံပါတ်1ဘာရမီနော်မူကန်ဟဲဆောနော်ဘာရမီနော်မူကန်ဟဲဆောလေကအရန်ပြင်းတာကြောင့်နော်လေကအရန်အားပြင်းတာကြောင့်နံပါတ်2ဂျာကော့ဖာအလုပ်လုပ်မဲ့စာရမီလူက အော့ဆောဆောမရှိလို့နံပါတ်3ဂျာကော့ကေဝက်ကီအလုပ်အစီအစဉ်ကဂျာလ်မိုထဲဆောမာရင်တာကြောင့်နံပါတ်4ဒိုချန်ဂျာကောဘူးစေတုတ်တဲ့အလုပ်ကိုပါလီမီချောဆောအပြီးသက်သွားတာကြောင့်နော်အမြင်မြန်ပြီးသက်သွားတာကြောင့်အဲ့တော့ဖြေရပါဖြစ်မလဲနံပါတ်1လေးပြောမှာပေါ့နော်လေကအရန်
အားကောင်းတော့ကြောင့်ဒီပေါ့လေရမ်းတိုက်တာကြောင့်ပေါ့နော်မာလေးပါလေမင်းကလေးပြောအုံနုံဘာရမီနော်မူမာနီပူတော်စောနော်ရာဝဲဂျာကောဘွန်အော်လျောင်ကောကထာရောလို့ပြောထားတယ်နော်ဘာရမီနော်မူမာနီပူတော်စောအကြောင်းရင်းအဲ့ဒါကိုပြောတာနော်အဲ့အတွက်ကြောင့်အဖြေကနံပါတ်1ဘာရမီနော်မူကန်ဟေစောရမနော်တရားဆိုရင်ကျွန်တော်ဒီနေ့ရှင်းပြပေးတဲ့ခန်းနံပါတ်48မှာရှိတဲ့ AK နဲ့တူကီလေးကိုနားလည်မယ်ထင်ပါတယ်အဲဆိုအားလုံးကိုကျေးဇူးတင်ပါတယ်နော်